အကြမ်းဖက်သမားကောင်းဆောင်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့တဲ့ CIA အေဂျင့်လီယိုနာရိုဇလန်လီရဲ့အစမှာတော့ CIA အရာရှိတဦးဖြစ်သူ Hoffman ကအကြီးအကဲတွေကိုအကြမ်းဖက်သမားတွေကသူတို့ရဲ့နည်းပညာတွေကိုပြောင်းလဲသွားပြီဖြစ်ကြောင်းတင်ပြနေခဲ့ပါတယ်။သူတို့ကအလွန်ထက်မြက်လာကြပြီးခေတ်မီနည်းပညာတွေကိုအသုံးပြုလာခဲ့ကြပါတယ်။အရင်တော့ကအကြမ်းဖက်သမားတွေကမျက်နှာချင်းဆိုင်တွေ့ဆုံကြပေမယ့်အခုတော့သူတို့ကပုံကွယ်နေပြီးအိမ်ကနေပဲဆက်သွယ်ကြပါတယ်။ဒါကသူတို့ရဲ့အကြမ်းဖက်မှုတွေကိုအလွန်အန္တရာယ်များတဲ့ကမ္ဘာလုံးဆိုင်ရာအဆင့်ကိုရောက်စေခဲ့ပါတယ်။ Hoffman ကမြေပြင်အေဂျင့်တွေပေါ်ယုံကြည်မှုကျော်နေလာပြီးရေးပညာတဲ့ဂျိုလိုစောင့်ကြည့်ရေးတွေကသာကျန်သူထက်သာလျော်ကိုညီနိုင်မှာဖြစ်ကြောင်းအကြီးအကဲတွေကိုထောက်ပြခဲ့ပါတယ်။နောက်တစ်ခါမှာတော့အီရတ်မှာလက်ဝက် CIA အေဂျင့်ရောဂျာဖယ်ရစ်ကသူက essay လို့ခေါ်တဲ့အင်အားကြီးအကြမ်းဖက်သမားခေါင်းဆောင်ကြီးတဦးကိုဖမ်းဆီးဖို့တာဝန်တစ်ခုထမ်းဆောင်နေခဲ့ပါတယ်။ဖယ်ရစ်ကဘာဆမ်ဆိုတဲ့လောက်ပါကိုင်ပဲနဲ့နေရာပေါင်းပြီး essay အဖွဲ့နဲ့ပတ်သက်တဲ့လမ်းကြောင်းတစ်ခုကိုလိုက်နေခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကစောင့်ကြည့်ခံနေရတာကိုမသိခဲ့ကြပါဘူး။တဲကနာရတဲ့ကားနဲ့သွားတော့ essay ရဲ့လူတွေကသူတို့ကိုခြုံကိုတိုက်ခိုက်ခဲ့ကြပါတယ်။ရင်းထန်တဲ့တိုက်ပွဲဖြစ်သွားပြီးအကြမ်းဖက်သမားတွေကသူတို့ရင်ကိုအာဘီဂျူရီနဲ့ပြစ်ခတ်ခဲ့ကြပါတယ်။တိုက်ပွဲအတွင်းမှာဘာဆန်သိဆုံးပြီးဖယ်ရစ်ကထံရပြင်းထန်ရခဲ့ပါတယ်။တိုင်အောင်ကျင်တော့အမေရိကန်စစ်တပ်ရောက်ရှိလာပြီးတိုက်ခိုက်သူတွေကိုတပ်ဖြတ်ကဖယ်ရစ်ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။သူတို့ကသူ့ကိုကုသမှုခံယူဖို့ကာတာမှာရှိတဲ့စစ်စခန်းတစ်ခုစီလေယာဉ်နဲ့ပို့ဆောင်ခဲ့ပါတယ်။ဖယ်ရစ်ပြန်လည်ကောင်းမလာတော့ Hoffman ကသူ့ကိုနောက်တာဝန်တစ်ခုပေးအပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအင်္ဂလန်နိုင်ငံမန်ချက်စတာမြို့ကအကြမ်းဖက်အဖွဲ့တစ်ဖွဲ့လက်ချက်နဲ့ဘုံပေါက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ဂျဲတွေကသူတို့ခေါ်အောင်ရဖို့ဝင်ရောက်စီးနေပြီးဘုံပေါက်ကွဲမှုတွေထပ်မလုပ်အောင်တားဆီးဖို့ကြိုးစားတော့အကြမ်းဖက်သမားတွေကနောက်ထပ်ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်။သူတို့ကိုယ်တိုင်ကအသေးခံပုံကွဲသွားတော့အခြားသူများစွာတိတ်ဆုံးသွားခဲ့ကြရပါတယ်။ဒီဖြစ်ရပ်ကြောင့် CIA ပေါ် PR တွေပုံမှန်ကြားရောက်လာခဲ့ပါတယ်။ Ferris နဲ့ Hoffman တို့ကအမြဲတမ်းအငြင်းပွားခဲ့ကြပါတယ်။အကြောင်းရင်းကသူတို့ရဲ့ကွဲပြားတဲ့နီလန်းတွေကြောင့်ပဲဖြစ်ပါတယ်။ Ferris ကလူသားတွေစီကရတဲ့ထောက်လိုင်းရေးအချက်အလက်တွေကိုယုံကြည်တဲ့အတွက်ဆက်ဆံရေးတည်ဆောက်ပြီးလူတွေစီကအချက်အလက်ရယူခြင်းခဲ့ပါတယ်။ Hoffman ကတော့နည်းပညာနဲ့ဂျိုလူတွေကိုသာယုံကြည်ခဲ့ပါတယ်။သူတို့ကြားမှာအငြင်းပွားမှုတွေရှိပေမဲ့ Ferris က essay ကိုဆက်ပြီးလိုက်လံရှာဖွေခဲ့ပါတယ်။သူရှာဖွေတွေ့ရှိတာကတော့အကြမ်းဖက်သမားတွေကဂျော်ဒန်နိုင်ငံမှာလုံခြုံရေးအိမ်တစ်လုံးရှိတယ်ဆိုတာပါ။အဲ့ဒါကြောင့် Ferris ကဂျော်ဒန်ကိုချက်ချင်းပဲခရီးထွက်လာခဲ့ပါတယ်။ဂျော်ဒန်ကိုရောက်တော့ဒေသခံ CIA အဖွဲ့ကမကျွမ်းကျင်ဘူးဆိုတာတည်သွားခဲ့ပြီးသူတို့စီကနေထွက်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာသူကဂျော်ဒန်ထောက်လိုင်းရေးရဲ့ဌာနချုပ်စီသွားပြီးညွှန်ကြားရေးမှူးဟာနီစလန်နဲ့တွေ့ဆုံခဲ့ပါတယ်။အစာပိုင်းမှာဟာနီကအံအားတင်ပြီးတန်တရားဝင်နေခဲ့ပါတယ်။ဂျော်ဒန်ကလုံခြုံပြီးတော့essay ကဒီမှာရှိမနေဘူးလို့သူကထင်နေခဲ့ပါတယ်။ဒါပေမဲ့ Ferris ကနိုင်ငံအတွင်းအကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုဓာတ်ပုံတွေကိုပြလိုက်ပါတယ်။အန်နီယေကိုသဘောပေါက်သွားတဲ့ဟာနီကFerris ကိုကူညီဖို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့တမတ်ချက်တစ်ခုထားရှိခဲ့ပြီး Ferris ကသူ့ကိုဘတော်မညာရဘူးဆိုတာပဲဖြစ်ပါတယ်။ဟာနီရဲ့ထောက်ခံမှုနဲ့အတူ Ferris ကလုံခြုံရေးအိမ်ကိုစတင်စောင့်ကြည့်ခဲ့ပါတယ်။စောင့်ကြည့်နေတော့သူကတွေ့ဘူးတဲ့ essay ရဲ့အပေါင်းပါတယောက်ကိုမြင်သွားခဲ့ပါတယ်။သူမှတ်မိတာကလူငယ်တယောက်ကတခြား CIA ထိပ်ချုပ်သူတယောက်အတွက်လက်ဝက်သတင်းပေးဖြစ်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။သတင်းပေးကအချက်လက်တွေစူးစမ်းဖို့အကြမ်းဖက်သမားနာသွားခဲ့ပေမဲ့အကြမ်းဖက်သမားကတန်တရားဝင်ခဲ့ပါတယ်။ထားကြောတစ်ခုမဲ့သဘောပေါက်ရတဲ့အကြမ်းဖက်သမားကတစ်ခုခုမှားနေပြီဆိုတာတည်သွားပြီးထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။စစ်စင်ရေးကြောက်ဆုံးသွားတာကိုရောဂျာမြင်တော့သူကအရန်တော်သားထွက်သွားခဲ့ပါတယ်။သူ့ရဲ့ပြစ်မှတ်ကိုလုံမသားစေခြင်းတဲ့အတွက်သူကအကြမ်းဖက်သမားကိုလိုက်ဖမ်းခဲ့ပါတယ်။အကြကြီးလိုက်ရင်းနဲ့မိသွားတော့နှစ်ယောက်ကကြမ်းတဲ့ရံပွဲတစ်ခုဖြစ်ခဲ့ကြပါတယ်။နောက်ဆုံးမှာရောဂျာကအဲ့ဒီလူကိုတတ်နိုင်တယ်။ကျုပ်တရဲ့ခွေးရတဲ့ကောင်ကရောဂျာကိုတိုက်ခိုက်ပြီးကိုက်ခဲ့ပါတယ်။အလောင်းတစ်လောင်းကိုရဲတွေကစုံစမ်းစစ်ဆေးမှုမှာတည်ထားတဲ့ရောဂျာကသူ့ရဲ့ပတ်စံအိတ်နဲ့ပိုင်ဆိုင်မှုတွေကိုမြင်မြန်ဆန်ဆန်ခိုးယူခဲ့ပါတယ်။ရဲတွေကအဲ့ဒီလူကိုတာမယ်တခိုးတစ်ယောက်ကတက်တယ်လို့သူကထင်စေချင်ခဲ့တာပဲဖြစ်ပါတယ်။တရားရရထားပေမဲ့ရောဂျာကသူ့ရဲ့လက်ထောက်ကိုဖုန်းဆက်ပြီးလှမ်းခေါ်လိုက်တော့သူကရောဂျာကိုအနီးနားကဆေးရုံတစ်ခုစီအမြန်ပို့ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီမှာသူကအိုင်ရှာလို့ခေါ်တဲ့လှပတဲ့သူနာပြူဆင်ရမတယောက်နဲ့တွေ့ခဲ့ပါတယ်။သူကကျင်းနာစွာနဲ့သူ့ရဲ့တရားတွေကိုကုသပေးခဲ့ပါတယ်။သူကတပတ်လုံးနေတိုင်းဆေးထုတ်ဖို့ဆေးရုံကိုပြန်လာရမယ်လို့သူနာပြူဆရာမလေးကတတိပေးခဲ့ပါတယ်။တရက်လောက်ဆေးမထုတ်မိရင်ပြင်းထန်တဲ့ပုံဝင်ကူးစက်မှုဖြစ်ပွားနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဆေးရုံကနေထွက်လာတော့ရောဂျာက Hoffman ကိုဖုန်းဆက်ပြီးအော်ဟစ်ခဲ့ပါတယ်။ Hoffman ကသူ့ကိုအတိမပေးတာပဲတခြားအေဂျင့်တယောက်ကိုမြေပြင်ကိုဆင်လွှတ်လိုက်တာကိုသူကဒေါသထွက်နေခဲ့ပါတယ်။အဲ့ဒါကပြစ်မှတ်ကိုဖမ်းဆီးဖို့အခွင့်အလမ်းကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ Hoffman ကိုသူ့ကိုမပြောဘဲသူ့ရဲ့တာဝန်နေတဲ့ထက်ဝက်မရှုပ်ဘူးသူကတတိပေးခဲ့ပါတယ်။မကြခင်မှာပဲဟာနီကရောဂျာကိုသူ့ရဲ့ဌာနချုပ်စီခေါ်တွေ့ခဲ့ပါတယ်။ရောဂျာကတော့ဟာနီရဲ့လူတွေကစစ်စင်ရေးကိုဖျက်ဆီးလိုက်တဲ့သတင်းကိုဖန်ဆီးထားပြီးညပိုင်းနဲ့ဆက်နေတာကိုတွေ့ခဲ့ရပါတယ်။ဟာနီကလည်းအရန်တော်သားထွက်နေခဲ့ပါတယ်။သူကရောဂျာကိုဆိတ်ချောက်ပြီးဒီမျိုးကသူ့မျိုးဖြစ်တဲ့အတွက်သူ့ခွင့်ပြုချက်မရပဲဘာမှမဖြစ်တဲ့ကြောင်းပြောခဲ့ပါတယ်။ CIA ကသူ့နောက်ဝေကနေနောက်တစ်ကြိမ်လှုပ်ဆောင်ရင်ပြင်းထန်တဲ့အကျိုးဆက်တွေရှိလိမ့်မယ်လို့သတိပေးခဲ့ပါတယ်။ရောဂျာကဟာနီရဲ့ဘက်မှာရှိနေဖို့လိုတယ်ဆိုတာသဘောပေါက်သွားပြီးသူစိတ်တည်ငြိမ်သွားအောင်နားချခဲ့ပါတယ်။နောက်တစ်ခါမှာတော့အက်စတာဒန်မှာအကြမ်းဖက်သမားတယောက်ကလက်ဝဲလိပ်စာပါတဲ့စာတစောင်ကိုလက်ခံရရှိခဲ့ပါတယ်။သူကတင်နီယာစီသွားပြီးကြီးမားတဲ့ဖောက်ခွဲမှုကြီးတစ်ခုကိုလှုပ်ဆောင်ကလူအများအပြားကိုတတ်ခဲ့ပါတယ်။အဲ့ဒီသတင်းကရောဂျာနဲ့ဟာနီစီရောက်ရှိလာတဲ့အခါအကြမ်းဖက်သမားတွေကလောက်ဝဖြည့်ဆည်းခံရတဲ့အထိမရဘူးဆိုတာကိုသူတို့ကသဘောပေါက်သွားခဲ့ပါတယ်။ဂျော်ဒန်ကနောက်ထပ်ပြည့်မဲ့ဖြစ်လာမှာကိုဟာနီကကြောက်ရွံ့နေခဲ့ပါတယ်။ဟာနီကရောဂျာကိုကားနဲ့ခေါ်သွားပြီးသူ
သူ့လူတွေကရောဂျာရဲ့စောင့်ကြည့်တပ်ပုံတွေမှာပေါ်နေတဲ့ Mustafa ဆိုတဲ့လူကိုဖမ်းဆီးထားတယ်ဆိုတဲ့အကြောင်းသိပေးခဲ့ပါတယ်။ဟာနီက Mustafa ကိုအသေးခံမလားဒါမှမဟုတ်အသက်ရှင်ပြီးနှစ်ဖက်လုံးအတွက်သတင်းပေးလုံမလားလို့ရွေးခိုင်းခဲ့ပါတယ်။ Mustafa က SA ကိုသစ္စာချရန်ဆောင်ရင်လက်ဝက်ချက်လက်တွေကိုဟာနီစီကိုပြန်ပို့ပေးရမှာပဲဖြစ်ပါတယ်။တရားမှာကိုကြောက်တဲ့ Mustafa ကသဘောတူလိုက်ပြီးသူတို့ကသူ့ကိုအကြမ်းဖက်အဖွဲ့တွေပြန်ဝင်ဖို့လှုပ်ပေးခဲ့ပါတယ်။ရောဂျာကဟာနီကို Mustafa လိုလူတွေကိုယုံကြည်လို့မရကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဟာနီကသူ့မျက်လုံးထဲမှာတွေ့ခဲ့ပြီး Mustafa ကသစ္စာရှိမယ်ဆိုတာသိကြောင်းပြောခဲ့ပါတယ်။ Hoffman က SA ရဲ့အတွင်းရေးအဖွဲ့မှာသတင်းပေးအသစ်တစ်ယောက်ထည့်သွင်းထားတာကိုကြားတော့သူကဂျော်ဒန်ကိုသွားကကိုယ်တိုင်အခြေအနေကြည့်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဂျော်ဒန်ကိုရောက်တော့ Hoffman ကဟာနီနဲ့တွေ့ဆုံခဲ့ပါတယ်။ Hoffman ကစိတ်မရှိဘဲ Mustafa ကို SA ရဲ့ဒီနေရာဆက်ချင်းရှာခိုင်းမှာသူတို့လှုပ်ပြီးမြောက်နိုင်မှာဖြစ်ကြောင်းဟာနီကိုပြောခဲ့ပါတယ်။ဒါပေမဲ့ဟာနီကအလစ်စလိုလောက်ခိုင်းတာကိုညှင်းဆန်ခဲ့ပါတယ်။သူကအချိန်ကောင်းကြမှသာ Mustafa ကိုအသုံးပြုမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဟာနီကသူ့စီကအမိကိုလိုက်နာမှာမဟုတ်ပဲသူ့ကိုယ်ပိုင်နေနဲ့အလုပ်လုပ်မယ်ဆိုတာကို Hoffman ကသဘောပေါက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာ Roger ကလည်း Hoffman ကိုမြေပြင်စစ်စင်ရေးတွေရဲ့ဝင်မပါဖို့တတိပေးခဲ့ပါတယ်။ Hoffman ကလည်းသဘောတူဟန်ဆောင်ပြီးဝင်းရှုံးမှာမဟုတ်ဘူးလို့ခရီးပေးခဲ့ပါတယ်။ဒါပေမဲ့သူက Roger နောက်ွယ်မှာ Roger ရဲ့လက်ထောက် Skip ကိုဖုန်းဆက်ခဲ့ပါတယ်။သူက Mustafa ကိုသူကိုယ်တိုင်စစ်ဆေးပေးမြဲခြင်းတဲ့အတွက် Skip ကိုပြန်ပေးဆွဲခိုင်းခဲ့ပါတယ်။ Skip က Mustafa ကိုခြေရခဲ့ပြီးဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ Mustafa ကပြန်တိုက်ခိုက်ပြီး Skip ကိုရက်ကထွက်ပြေးနိုင်ခဲ့ပါတယ်။ကံမကောင်းစွာပဲဒီပြန်ပေးဆွဲမှုမောင်မြင်လာကြောင်း SA ကို CIA ကဂျော်ဒန်မှာလှုပ်ရှားနေပြီဖြစ်ကြောင်းသတိပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Roger ကဆေးထုတ်ဖို့အတွက်ဆေးရုံကိုပြန်သွားခဲ့ပါတယ်။သူနဲ့အိုင်ရှာတို့ကတဦးပေါ်တဦးခံစားချက်တွေရှိလာခဲ့ကြပါတယ်။ Roger ကသူမကိုပြင်ထုတ်ဖို့ဖိတ်ခေါ်တော့သူမကသဘောတူခဲ့ပါတယ်။သူတို့ကတနေ့တာအတူတူကုန်ဆုံးခဲ့ကြပြီး Roger ကအိုင်ရှာကိုမြစ်တာတက်ဝင်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီညမှာ Roger ကသူမကိုသူ့အိမ်မှာချန်ထားခဲ့တော့ဟာနီရဲ့လူတွေရုတ်တရက်ပေါ်လာခဲ့ပါတယ်။ဟာနီကသူ့ကို24နာရီလုံးကြည့်နေပြီးသူ့ရဲ့ကိုရေးကိုတာအကြောင်းအရာရာသိတယ်ဆိုတာသိလိုက်ရတော့ Roger ကလန်သွားခဲ့ပါတယ်။ဟာနီရဲ့လူတွေက Roger ကိုခေါ်ဆောင်သွားတော့အိုင်ရှာကစိတ်ပူနေခဲ့ပါတယ်။သူတို့ကအကြမ်းဖက်သမားတွေရဲ့လုံခြုံရေးအိမ်စီသူ့ကိုကားနဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူတို့ရောက်တော့အကုန်လုံးကမီးလောင်နေခဲ့ပါတယ်။ SA က CIA ကနီးကပ်လာတာကိုသိသွားလို့လုံခြုံရေးတစ်ခုလုံးကိုမိရှုပ်ပြလိုက်ပြီးတပ်တွေအထောက်အထားတွေဖျက်ဆီးဖို့အနီးအနားကလူတိုင်းကိုတပ်ဖက်ပစ်လိုက်တာပဲဖြစ်ပါတယ်။ Roger ကသူ့ရဲ့ခက်ခက်ခဲလှုပ်ဆောင်မှုအလုံးပျက်စီးသွားတဲ့အတွက်စိတ်ပြတ်အားငယ်သွားခဲ့ပါတယ်။ဟာနီကတော့ Skip ရဲ့ပြန်ပေးဆွဲမှုမောင်မြင်တာကအကြမ်းဖက်သွားတွေကိုတတိပေးလိုက်တဲ့အတွက်ဒေါသထွက်သွားခဲ့ပါတယ်။သူ့လူတွေက Skip ကိုဖမ်းမိပြီး Hoffman ကပြန်ပေးဆွဲဖို့အမိန့်ပေးခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းဟာနီကထုတ်ပြောခဲ့ပါတယ်။ဟာနီက Roger ကိုမျက်လုံးချင်းဆိုင်ကြည့်ပြီး Mustafa ကိုပြန်ပေးဆွဲဖို့တော့ဝက်အစီအစဉ်အကြောင်း Roger ကိုသိပြီးပြီလားလို့မေးခဲ့ပါတယ်။ Roger ကဟာနီကိုမျက်လုံးချင်းဆိုင်ကြည့်ပြီးမသိခဲ့ကြောင်းနဲ့သူသိခဲ့ရင်သူကိုယ်တိုင် Skip ကိုတားဆီးမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့ဟာနီကတော့သူတို့ထိသမျှအရာရာတိုင်းကိုဖျက်ဆီးလိုက်တဲ့ CIA ကိုနောက်ထပ်မယုံကြည်တော့ကြောင်းပြောခဲ့ပါတယ်။ဟာနီက Roger ကိုဂျော်ဒန်ကနေချက်ချင်းထွက်ခွာဖို့အမိန့်ပေးကသူတို့ရဲ့ပါတနာဆက်ဆံရေးကိုဆုံးသက်ခဲ့ပါတယ်။ဒေါ်လာဆွနေရဲ့ Roger ကသူ့ရဲ့သစ္စာဖောက်မှုအတွက် Skip ကိုလက်သီးနဲ့ထိုးပြီးဝါရှင်တန်ကိုပြန်သွားခဲ့ပါတယ်။သူက Hoffman ကိုတွားတွေ့ပြီးမှဟာနီကနောက်ဆုံးမှာသူ့ကိုယုံကြည်လာပြီး SA ကိုဖမ်းပြီးဖို့နီးကပ်နေချိန်မှာ Hoffman ရဲ့မောက်မာဘူးကသူ့ရဲ့လာပေါင်းများစွာစူးစမ်းအားထုတ်မှုကိုဖျက်ဆီးလိုက်ကြောင်းလာပြောကအော်ဟစ်နေခဲ့ပါတယ်။ဒါပေမဲ့ Hoffman ကမစိုးရင်ပဲ Roger ကိုဟာနီရဲ့ယုံကြည်မှုပြန်ရဖို့အစီအစဉ်သိရှိကြောင်းပြောခဲ့ပါတယ်။အကြမ်းဖက်သမားတွေကိုပေါင်းရာကနေဆွဲထုတ်ဖို့အတူအရာအကြမ်းဖက်သမားတယောက်ဖန်တီးဖို့သူကအကြံပေးခဲ့ပါတယ်။ဟာနီကိုလမ်းကြောင်းအသစ်တစ်ခုဖွင့်ပေးနိုင်ရင်ဟာနီက Roger ကိုဂျော်ဒန်နဲ့ပြန်ဝင်ခွင့်ပေးလိမ့်မယ်လို့သူကရှင်းပြခဲ့ပါတယ်။ Roger ကသဘောတူလိုက်ပြီးကာလန်လို့ခေါ်တဲ့ CIA ဟာကာတယောက်စီသွားခဲ့ပါတယ်။သူတို့ကကြီးကျယ်တဲ့အကြမ်းဖက်မှာဗျူဟာတိဆောက်သူအဖြစ်အမှုစစ်နိုင်မဲ့လူတယောက်ကိုရှာခဲ့ကြပါတယ်။သူတို့ကဒူဘိုင်းကပြည်သူ့ကပညာရှင် Omista Ashiki ကိုရွေးချယ်ခဲ့ကြပါတယ်။ Roger ကဒူဘိုင်းကိုခရီးထွက်ပြီး Ashiki ကိုခြေရာခံခဲ့ပါတယ်။သူ့ရဲ့လှူရှာမှုတိုင်းကိုစောင့်ကြည့်ကသူ့ပေါင်းပါတွေရဲ့ထပ်ပေါ်နေရယူပြီးသူ့ရဲ့နေ့စဉ်လုံရေးလုပ်စဉ်ကိုလေ့လာခဲ့ပါတယ်။တနေ့မှာ Ashiki ကသူ့အိမ်ရထွက်တာနဲ့ Roger ကအိမ်ထဲကိုခိုးဝင်ခဲ့ပါတယ်။သူက Ashiki ရဲ့ကွန်ပျူတာတွေကဒေတာအားလုံးကိုကိုးယူပြီးဂါလန်စီကိုပို့ခဲ့ပါတယ်။အဲဒီတော့မှတော့ဂါလန်က Ashiki ဟာကြီးမားတဲ့ဘုံပေါက်ကွဲမှုကြီးတစ်ခုစီစဉ်နေတဲ့ပုံပေါက်အောင်ကွန်ပျူတာထဲမှာအတူရောက်အီးမေးလ်တွေနဲ့ဗိုင်းလဲပြောင်းမှုတွေကိုထည့်သွင်းခဲ့ပါတယ်။သူတို့စီစဉ်ကအလုပ်ဖြစ်ခဲ့ပါတယ်။ဟာနီကဒီထောက်လှမ်းရေးချက်လက်ကိုမြင်တော့Ashiki ဟာတကယ်ဆေးချောင်းမှုဖြစ်ပြီး Roger ကအစကတည်းကမှန်နေခဲ့တယ်လို့ယုံကြည်သွားခဲ့ပါတယ်။ဟာနီကစုံစမ်းစစ်ဆေးမှုကိုကူညီဖို့ Roger ကိုချော်တယ်ပြန်လာဖို့ဖိတ်ခေါ်တော့ Roger ကချက်ချင်းပဲပြန်သွားခဲ့ပါတယ်။သူလေစိတ်ကိုရောက်တော့သူ့ကိုလာကြိုတဲ့ Skip ကိုမြင်ပြီးအားတင်သွားခဲ့ပါတယ်။ Roger က Skip ကိုသူကအကြီးအကဲဖြစ်ပြီး Skip ကနောက်တစ်ချိန်သူ့နောက်ွယ်မှာတစ်ခုခုလုပ်ရင်တက်ခံရမယ်လို့ဆင်းချောက်လိုက်ပါတယ်။ Skip ကအရန်ကြောက်ရွံ့ပြီးအခုကစပြီး Roger ပြောတဲ့ဘက်ကိုတင်းကျပ်လုပ်မယ်လို့ပြောခဲ့ပါတယ်။ဂျော်ဒန်ကိုပြန်ရောက်တော့ Roger ကအိုင်ရှာနဲ့သူ့ရဲ့ဆက်ဆံရေးကိုအာရုံစိုက်ခဲ့ပါတယ်။သူမကသူမရဲ့မိသားစုကိုသူ့အကြောင်းပြောပြခဲ့ပြီးသူတို့ကတွေ့ကျင်နေကြတယ်လို့ပြောခဲ့ပါတယ်။ Roger ကသူ့အိမ်ကိုသွားလဲပြီးသူ့ညီမနဲ့တွေ့ခဲ့ပါတယ်။သူကတာမန်လူတစ်ယောက်ရဲ့ဘဝနဲ့သူ့အလုပ်ရဲ့အနေအများတဲ့လက်စားမှုတွေကြားကမျှခြေကိုစူးစမ်းရှာဖွေနေခဲ့ပါတယ်။ဒါပေမဲ့တာဝန်ကသူ့ကိုမြင်မဲ့ဆက်ဆံနှောက်ယှက်ခဲ့ပါတယ်။ဟာနီ Roger ကိုသူ့ရုံးခန်းကိုခေါ်ပြီးAshiki ရဲ့ဓာတ်ပုံကိုပြကအစိမ့်မြင့်ဆေးချောင်းမှုတစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ Roger ရဲ့မျက်နှာကပြောင်းလဲသွားပြီးဒီဆေးချောင်းမှုတစ်ခုလုံးက
ဟာနီကိုလှည့်စားဖို့သူနဲ့ဟော့မန်ကဖန်တီးခဲ့တဲ့ဆိုတဲ့အချက်ကိုလှုပ်ဝက်ထားခဲ့ပါတယ်။ရောဂျာကဟက်ကာကားလန်ကိုဇလန်းစင်ထားတဲ့ကြီးမားတဲ့ပေါက်ကွဲမှုကြီးတစ်ခုစတင်မှုအချက်ပြခဲ့ပါတယ်။သူတို့ကတကယ်အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုပုံပေါက်အောင် professional မီရှုဝေးပန်းပညာနဲ့စီဇန်ထဲတွင်းသားတဲ့အထောက်အထားတွေကိုအသုံးပြုခဲ့ကြပါတယ်။အဲ့ဒီတဲ့ကတကဘာလုံးကိုချက်ချင်းပဲပြန့်နှံ့သွားခဲ့ပါတယ်။ပြောဝက်နေရာထဲမှာအဲဆေးကဆစ်ရှုပ်ထွေးသွားခဲ့ပါတယ်။သူ့အဖွဲ့ကမလုပ်ခဲ့ဘူးဆိုတာသိရတဲ့အတွက်သူ့နေမြေထဲမှာလှုပ်ဆောင်နေတဲ့တိုင်ပဲအသစ်ကိုရှာဖွေဖို့စိတ်ဝင်စားသွားခဲ့ပါတယ်။ရောဂျာရဲ့စီစဉ်ကအဲဆေးကိုဆွဲဆောင်ဖို့အာရှီကီကိုတားကောင်ဖြစ်အသုံးပြုဖို့ဖြစ်ပေမဲ့သူသိလိုက်တာကအပြစ်ကင်းတဲ့လူတယောက်ကိုတေပေးထောင်ချနဲ့ထည့်လိုက်မိပြီဆိုတာပဲဖြစ်ပါတယ်။သူကအာရှီကီကိုလုံခြုံရေးအိမ်တစ်ခုစီရွှေ့ဖို့ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားခဲ့ပါတယ်။အဲဆေးရဲ့ကျွမ်းကျင်ဖန်ဆီးရေးအဖွဲ့ကနေ့အချိန်မှာအာရှီကီကိုချက်ကိုတိုက်ခိုက်ခဲ့ပါတယ်။လမ်းမတွေပေါ်မှာရက်ဆက်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရောဂျာကသူတို့ကပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ဒဏ်ရာရသွားပြီးအကြမ်းဖက်သမားတွေကကြောက်လန့်နေတဲ့ဘေးသူကပညာရှင်ကိုကားရဲဆွဲတင်တာကိုကြည့်နေုံမှကြံ့နိုင်ခဲ့ပါတယ်။အဲဆေးလက်ထက်မှာအာရှီကီကသူမဟုတ်အကြောင်းထုတ်ပြောလိုက်တော့ CIA ကနောက်ွယ်မှာရှိနေပြီဆိုတာအဲဆေးကိုသဘောပေါက်စေခဲ့ပါတယ်။ရောဂျာကအိုက်ဆာကိုသူ့အိမ်မှာပြန်ပေးဆွဲခံရတယ်ဆိုတာသိသွားခဲ့ပါတယ်။သူ့အိမ်ကဖျက်ဆီးထားတာကိုတွေ့ရပြီးသူ့မိသားစုကအလန့်တကြားဖြစ်နေခဲ့ပါတယ်။သူကစိတ်ဆိုးစွာနဲ့ဟာနီကိုဂျီဒီဒေသခံကိုရဲ့အကူအညီတောင်းဖို့ပန်ကြားခဲ့ပါတယ်။ဒါပေမဲ့ဟာနီကရောဂျာရဲ့ဂိမ်းတွေကိုတည်သွားခဲ့ပါတယ်။သူ့ရဲ့တရှိုးတွေကပောက်ကွဲမှုကနေအလောင်းတို့တွေကိုတွေးရှိပြီး digital လမ်းကြောင်းကိုခြေရခံတော့ CIA ကဖြစ်နေကြောင်းသူကထုတ်ပြောခဲ့ပါတယ်။သူကရောဂျာကိုလူလင်ရုပ်ခေါ်ပြီးအပြစ်ကင်းတဲ့လူတယောက်ရဲ့တည်ဆုံမှုကိုပါဖြစ်စေခဲ့တယ်လို့ပြောခဲ့ပါတယ်။မဟာမိတ်တွေမရှိတော့ရောဂျာကဟော့ဖန်နဲ့သူ့ရဲ့ဂျိုလူတွေကဒီနေရာမှာအသုံးဝင်မှုဆိုတာသဘောပေါက်သွားခဲ့ပါတယ်။သူကအိုင်ရှာရဲ့စိတ်ပုံကိုခေါ်လိုက်တော့အတန်တန်ကပြန်ပြေးခဲ့ပါတယ်။သူရှိရတဲ့မျိုးသမီးကိုကယ်တင်ဖို့ရောဂျာကအိုင်ရှာအစားသူ့အသက်နဲ့လဲလှယ်ဖို့သဘောတူခဲ့ပါတယ်။သူကခန္ဓာရလေမှာအဲဆေးရဲ့လူတွေကိုဖမ်းခံဖို့သဘောတူခဲ့ပါတယ်။နောက်တစ်ရက်မှာရောဂျာကသဲကန်နာရတွေကတိကျတွဲဆုံဝင်နေရာကိုတယောက်တည်းရောက်ရှိလာခဲ့ပါတယ်။ဟော့ဖန်ကဂျိုရီကနေတစ်ဆက်ကြည့်နေပြီးရောဂျာကအဲဆေးစီလမ်းကြုံနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ဒါပေမဲ့အကြမ်းဖက်သမားတွေကအဲ့ဒါအတွက်ပြင်ဆင်ထားခဲ့ကြပါတယ်။ကားတစ်စီးစီရောက်ရှိလာပြီးအမြန်နှုန်းနဲ့စက်ပိုင်းပုံမောင်းတွေကဖုံးဖို့တွေနဲ့ကြီးမားတဲ့ရေစင်တမသင်းပေါ်နိုင်ခြင်းတစ်ခုဖန်တီးခဲ့ပါတယ်။အဲ့ဒါကြောင့် CIA ကဆရာမခံနိုင်တော့ပဲဖြစ်သွားခဲ့ပါတယ်။ဖုံးဖို့တွေရဲ့ဖုံးကွယ်မှုအောက်မှာအကြမ်းဖက်သမားတွေကရောဂျာကိုရင်တစည်းနဲ့ရွှေ့ရောက်ပြီးအခြားရင်တွေကမတူညီတဲ့နေရာတွေစီမောင်းသွားခဲ့ကြပါတယ်။ဂျိုဝမ်ကနေကြည့်နေတဲ့ဟော့ဖန်ကသူ့ရဲ့ဘီလီယံဒေါ်လာတန်နဲ့ဒီပညာကိုရိုးရှင်းတဲ့သင်းပေါ်နိုင်တစ်ခုကအနိုင်ယူလိုက်တယ်ဆိုတာသိရတဲ့အခါထိတ်လန့်သွားခဲ့ပါတယ်။တယောက်တည်းဖြစ်နေတဲ့ရောဂျာကိုပေါင်မိုက်တဲ့ခေါ်ရအောင်တစ်ခုစီခေါ်ဆောင်သွားပြီးအဲဆေးရှိတော်မှာအရောက်ပို့ခဲ့ပါတယ်။ကလန်ထိုင်မှာချီနှောက်ခံရပေမဲ့ရောဂျာကအိုင်ရှာကိုတွေ့ချင်ကြောင်းတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့အဲဆေးကစိတ်ရှုပ်သွားပြီးသူဘသူကမှပြန်ပေးစဲမထားကြောင်းထုတ်ပြောခဲ့ပါတယ်။ရောဂျာကသူ့လေစားခံရပြီဆိုတာသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲဆေးကစဉ်းစားချိန်ပဲပြီးပဲကျန်တဲ့စစ်စစ်မင်းမင်းကိုစတင်ခဲ့ပြီးရောဂျာရဲ့လက်ဆောင်တွေကိုတန်တူနဲ့ချိုးပြခဲ့ပါတယ်။အဲဆေးကကင်မရာရှိမှာသူ့ကိုကွန်ရက်ဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာပဲနိုင်ငံတွေပောက်ကွဲထွက်သွားခဲ့ပါတယ်။ဟာနီရဲ့ GD အထူးတပ်ဖွဲ့တွေကအချိန်မီအဆောက်အဦကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။အကြမ်းဖက်သမားတွေခလုတ်ကိုမဆွဲနိုင်ခင်မှာပဲသူတို့ကပစ်တက်ခဲ့ပါတယ်။အဲဆေးကစောင့်ဆိုင်နေတဲ့ကားတစ်စီးပေါ်တက်ကဖျက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့သူက driver ကိုမောင်းခိုင်းပေမဲ့ driver ကတည်ငြိမ်နဲ့သူ့ကိုပြန်ကြည့်ခဲ့ပါတယ်။ဒါကဟာနီရဲ့အထူးတပ်ဖွဲ့ဝင်အေဂျင့်တယောက်ပဲဖြစ်ပါတယ်။အကြမ်းဖက်ကောင်းဆောင်ကတော့အခုတော့ထောက်ချောက်မိသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့ရောဂျာကဂျော်ဒန်ဆေးရုံတစ်ခုမှပြန်လည်သက်သာနေစဉ်ဟာနီကသူ့စီလာလဲခဲ့ပါတယ်။အိုင်ရှာကိုပြန်ပေးဆွဲသူကသူ့ဖြစ်ကြောင်းဟာနီကဝန်ခံခဲ့ပါတယ်။ CIA ကအာရှီကီရဲ့အစီအစဉ်နဲ့လှည့်စားမှုအတူတစ်ခုကိုလှုပ်ဆောင်နေရဆိုတာသိခဲ့ပါတယ်။အဲ့ဒါကြောင့်သူကလည်းလက်ကစားပေးဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။ဟာနီကရောဂျာကိုညှက်ခတ်စေဖို့တစ်ခုတည်းသောနည်းလမ်းဖြစ်တဲ့အိုင်ရှာကိုတားကောင်ဖြစ်အသုံးပြုခဲ့ပါတယ်။အဲ့ဒီနောက်မှာသူက CIA ရဲ့ဂျိုရီရဲ့မလုံနိုင်ရကိုသူ့ရဲ့မြေပြင်ချိန်ဖို့ထောက်လှမ်းရေးကိုအသုံးပြုပြီးဂျင်းတွေကိုခြေအားခံခဲ့ပါတယ်။ဟာနီက CIA ရဲ့မောက်မာမှုကိုပြည့်ရပြုခဲ့ပြီးကမ္ဘာအန်အများဆုံးလူတစ်ယောက်ကိုသူ့ရဲ့ရှေ့ကြတဲ့နီလန်းတွေကဖမ်းဆီးလိုက်တယ်ဆိုတာသက်သေပြခဲ့ပါတယ်။သူကရောဂျာကိုအိုင်ရှာကလုံခြုံကြောင်းနဲ့သူ့မိသားစုစီပြန်ဖို့ပြီးဖြစ်ကြောင်းပြောခဲ့ပါတယ်။နောက်တစ်ခါမှာဟော့မန်ရောက်ရှိလာပြီးရောဂျာကိုဝါရှင်တန်မှာယာရူကြီးအလုပ်တစ်ခုနဲ့ကမ်းလှမ်းခဲ့ပါတယ်။ရောဂျာကကျေးဇူးတင်ဖို့သူကမျှော်လင့်ခဲ့ပေမဲ့ရောဂျာကသူ့အကြီးအကဲကိုကြည့်ပြီးထပ်ပြီးအလိမ်မခံကျင်တော့တဲ့အတွက်သူကဒီမှာပဲနေတော့မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူက CIA ကနေသူ့အလုပ်ကိုတင်ဝင်နှုတ်ဆက်ခဲ့ပါတယ်။နောက်တစ်ခါမှာဟော့ဖန်ကအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအိုင်ဆာရဲ့အိမ်နာကလူထူထက်တဲ့ဈေးကိုဖျက်ဆောက်နေတဲ့ရောဂျာကိုဂျိုရီကနေကြည့်ရှုနေခဲ့ပါတယ်။သူ့ရဲ့နေပညာသမားတွေကစောက်ကြည့်ရဲ့ဆက်လုပ်တင်တာလို့မေးခဲ့ပါတယ်။ဟော့ဖန်ကအရာတိုင်းကိုစတေးခဲ့တဲ့ရောဂျာကိုကြည့်ပြီးနောက်ဆုံးမှစောင့်မကြည့်တော့ပဲလှုပ်ပေးလိုက်ဖို့ပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ရောဂျာကသူ့ဘဝတစ်လျှောက်လုံးပထမဆုံးအနေနဲ့လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ထားပါပဲခင်ဗျာ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ဒီလိုဇာတ်လမ်းကောင်းတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel တွေကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျာ။